ဥဒ္ဒပဋ္ဌာန်နမောတတ္တဂါထာ3ကြိမ်စိတ်နဲ့ဆက်ဖတ်တယ်လို့စလုံးလေးရအောင်ဖော်အောင်နော်ပူဇော်ကြအောင်နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစလုံးလေးပေါ်ရလားရအောင်ပေါ့နော်ဘုန်းကြီးကလည်းအားလုံးကြောင်းကြတော့စလုံးပေါ်ရင်းနဲ့ကိုယ်တကားကြီးညနာပေါ်လာတာဘုန်းကြီးလည်းအတိထားနေရအဲ့တော့အရာယူကြီးနော်ဘုန်းကြီးကအာယုံမကြောင်းကြပဲနဲ့ဘုန်းကြီးလည်းရအောင်ပေါ်ရမှာနော်ဒါဘုရားကုံတော်ကိုပါကူစလုံးလေးရအောင်ပေါ်စိတ်နဲ့ဆက်ပါလို့ပေါ်ပြီးတော့ဥဒ္ဒပဋ္ဌာန်တစ်ခါဖြည်းဖြည်းမှန်မှန်ပူဇော်အောင်ဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏအံဘန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိအထာဒေဝမနုဿံနေဘုဒ္ဓဘဂဝါရရလားရရမှာတခြားအိဂရီရောပါရာတိထားမယ်နော်ထပ်ပြီးစလုံးကိုကြီးလေးဖော်အောင်တစ်လုံးချင်းရအောင်ဖော်နော်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏအံဘန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿံနေဘုဒ္ဓဘဂဝါရရလားမင်္ဂလာစွာဘုရားမြတ်တရားဟောတဲ့အခါစိတ်နဲ့စပတ်တယ်လို့ပြီးပြစပတ်တဲ့အပြင်မှာလေတိတ်ပဲပေါ်တော့ဘုရားကိုယ်လည်းဟောတဲ့ပုံတရားနေတဲ့ပုံတွေပါပေါ်လို့စိတ်ဝင်စားဟောတာဆုံးတော့မှပဲငါတရားဟောနေပါလားလို့ပြန်တည်တာအဲ့လောက်ထိဝင်စားပါတယ်နော်အစအောင်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏအံဘန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿံနေဘုဒ္ဓဘဂဝါရရလားဒီခေါက်ပြန်စမယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏအံဘန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿံနေဘုဒ္ဓဘဂဝါနောက်တစ်ခါစလုံးကြည့်ဖော်မယ်နော်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏအံဘန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿံနေဘုဒ္ဓဘဂဝါတိတ်ပဲပါဖြည်းဖြည်းအောင်ဖော်မယ်နော်ဒီမှာကြွကျင်လာမှသိသိသလိုပေါ့အဲ့တော့ခါကောင်းနာစရွက်ရာစကြွကျင်သွားတော့မှသိသိစကားပြောလို့ရလက်လို့ရသလိုပဲ
လုံးလေးကိုပဲရအောင်ဖော်ပါဦးဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတတ္ထာဒေဝအနုတ္တဘုဒ္ဓဘုရားရဲ့ဂုဏ်တွေကိုနှလုံးသွင်းတဲ့ထက်မကိဘူးလားဟိုဘုရားရဲ့အဆုံးအမစကားတော်ကြီးတဲ့ကုတ္တနာခိဏကိုကဂုဏ်တော်ထုံတယ်ခေါ်တယ်နားမှာလည်းဂုဏ်တော်ကြီးကြားနေရတယ်မနာမှာလည်းပေါ်တဲ့ပြိတ္တမှာကိန်းနေတာကိုကပြောကြကောင်းနေပြီဆိုထပ်ပြီးတော့ရအောင်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတထာဒေဝမနုဿနာဘုဒ္ဓဘဂဝါတစ်ခေါက်ဆိုမယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတထာဒေဝမနုဿနာဘုဒ္ဓစိတ်ဆွာအပြည့်အောင်လေးလေးအောက်ချထားဒီလေးထားပြီးတော့ဟိမ့်ပြီးတော့ဟာအပြည့်ပါအောင်ပြီးတော့ပူဇော်ထပ်ပူဇော်ရအောင်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတထာဒေဝမနုဿနာဘုဒ္ဓဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတထာဒေဝမနုဿနာဘုဒ္ဓဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတထာဒေဝမနုဿနာဘုဒ္ဓဘဂဝါအနေပြန်ပူလို့မယ်နော်ဗန္ဒီဘုံတော်ကြီးမာတော်ရှင်တော်မြတ်ဖေယဗန္ဒီဘုံတော်တရဖူဆောင်းတော်မူ၍ဟောင်းလူတကာတို့ဤညွယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤတို့လင်1500ကိလေသာတို့ခန္ဓာ5ပါးကိုမြောက်ပါတာပါတဲ့ဒါ1500ကိလေသာစိတ်အမြင်မှားနေပါပဲ1500ကိလေသာတို့ဝါရဏအငွေ့အသက်နှင့်တကွအနုတ္တယတတ္တိဉာဏ်မရှိအောင်စီစီကြီးညက်ချိုးဖြစ်တော်မူပြီး၍မကောင်းမှုတရားတို့ကိုစိတ်ွယ်ရာ၌ပင်ပြုတော်မမူအတွေ့အတာမှာတတ္တိမကြံတော့အား
ဒေတောင်းတာရှိသေးလားရှိတော့ဘူးပြောတော်မမူစိတ်တော်ကပင်ဉာဏ်ဒီတော်မမူတဲ့ဖြင့်ဗျမနတ်လူသုံးမုံသူတို့ဤဘုရားအထူးကိုခံယူတော်မူရပါသောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ကြီးဖြင့်အကြည်ရမကိုဘဝဘုံမဆက်အောင်ပင်ပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဣဒာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မအာရတိသတ္ထာဒေဝမနုဿာနံဘုဒ္ဓဝါမဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မအာရတိသတ္ထာဒေဝမနုဿာနံဘုဒ္ဓဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မအာရတိသတ္ထာဒေဝမနုဿာနံဘုဒ္ဓဝါအန္တိဘုံတော်ကြီးမာသောရှင်တော်မြတ်ဖေယအန္တိဘုံတော်တရဖူဆောင်တော်မူ၍အောင်သူတကားတို့ဤညွယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယရှင်သာမြတ်ဖရာဤသည်ဣတိပိဤတို့လင်1500ကိလေသာတို့ကိုဝါရဏအငွေ့တဲ့နှင့်တကွအနုတ္တယတတ္တိကျမ်းမရှိအောင်စီစီကြီးညက်ချိုးဖြတ်တော်မူပြီး၍မကောင်းမှုတရားတို့စိတ်ွယ်ရာ၌ပင်ပြုတော်မမူပြောတော်မမူစိတ်တော်ကပင်ဉာဏ်ဤတော်မမူတဲ့ဖြင့်ဗြဟ္မာနတ်လူသုံးမုံသူတို့ဤဘုရားသူကိုခံယူတော်မူရပါသောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ကြီးဖြင့်အကြည်ရမကိုဘဝဘုံမဆအောင်မင်းပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဣဒာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မအာရတိသတ္ထာဒေဝမနုဿာနံဘုဒ္ဓဝါအန္တိဘုံတော်ကြီးမာသောရှင်တော်မြတ်ဖေယအန္တိဘုံတော်တဖူဆောင်တော်မူ၍အောင်သူတကားတို့ဤညွယုံဥခိုက်ရာဖြ
ဖြစ်တော်မူသောရှင်တော်မြတ်ဖရာတော်ရှင်တော်မြတ်ဖရာကြီးသည်ဣတိပိဤသို့လင်လေးတင်ချေနှင့်ကဘာတသိန်းတို့ကာလပတ်လုံးငါဆေပါသောပါရမီတော်အပေါင်းတို့ကိုဥစ္စာပြီးရွာသာမယနှင့်အင်္ဂါကြီးငယ်အသက်ကိုပင်ပေးစွန့်၍ပြည့်စုံအောင်ကောင်းစွာမဲ့တွေဖြစ်ကျင်တော်မူခဲ့ခြင်းကြောင့်ရအပ်သော32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူ၍တရားမကုတရားမူဉာဏ်မြတ်ဖြင့်ကိုယ်တော်တိုင်းနာလျင်အလုံးစုံသောတရားတော်ပေါင်းတို့ကိုကောင်းလာမဲ့တွေတည်မြဲတော်မူသောကြောင့်ဓမ္မတံဗုဒ္ဓဓမ္မတံဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကိုဘဝဘုံမဆအောင်မင်းကြံနိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံဓမ္မတံဗုဒ္ဓောဗိဓာသနာတံပန္နောသူကတောလောကဝိတုလောတရောပုရိသဓမ္မသာရတိတထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါသမ္မာတံဗုဒ္ဓောဗိဓာသနာတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿနံဘုဒ္ဓောဗန္တိဘုံတော်ကြီးမာသောရှင်တော်မြတ်ဖေယဗန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်သူတကားတို့ဤရုပ်ရုပ်ဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤသို့လင်သစ္စာလေးပါးမြတ်တရားကိုဆရာမကူအယံမူဉာဏ်မြတ်ဖြင့်ကိုယ်တော်၌တည်တော်မူပြီး၍အတိနှင့်အကျင့်ထပ်တော်မူသောကြောင့်အတိနှင့်အကျင့်ထပ်တော်မူသောကြောင့်ဝိဇာစရဏတံပနဝိဇာစရဏတံပနောဝိဇာစရဏတံပနဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကိုဘဝဘုံမဆအောင်မင်းပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဓာသနာတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿနံဘုဒ္ဓောဗန္တိဘုံတော်ကြီးမာသောရှင်တော်မြတ်ဖေယဗန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်သူတကားတို့ဤရုပ်ရုပ်ဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤသို့လင်တရားမကုတရားမူဉာဏ်မြတ်ဖြင့်သစ္စာလေးပါးမြတ်တရားကိုကိုယ်တော်၌နာလီသိမြင်တော်မူပြီး၍
မြတ်သောစကားကိုသာလျှင်ကောင်းစွာမတွေ့ဟောကြားတော်မူပါပေ၏နိဗ္ဗာန်ဆိုင်ရေးအေးပြီးသောစကားကိုသာလျှင်ကောင်းစွာမတွေ့ဆိုတော်မူပါပေ၏ဘုရားရိနာလျှင်ကောင်းစွာမတွေ့နိဗ္ဗာန်သို့ရောက်အောင်ပွားများအားထုတ်တော်မူခဲ့ပါ၏နိဗ္ဗာန်နှင့်ဆက်သောစကားကိုသာလျှင်ဘုရားရှင်ဟောကြားတော်မူတာဖြစ်သောကြောင့်ဒုက္ခတောသုက္ကတာဟူသောဂုဏ်တော်ဤဖြင့်အံရှိ၍မကုန်ဘဝဘုံမဆအောင်မင်းပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိမိသောဘဂဝါအရဟံဓမ္မသံဗုဒ္ဓောဗိဓာသရဏသဗ္ဗနောသူကတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံဓမ္မသံဗုဒ္ဓောဗိဓာသရဏသဗ္ဗနောသုကတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါခန္တီဘုံတော်ကြီးမသောရှင်တော်မြတ်ဖရာခန္တီဘုံတော်တရဖူဆောင်းတော်မူ၍အောင်သူတကားတို့ဤညွယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖရာတော်ရှင်တော်မြတ်ဖရာကြီးသည်ဣတိပိဤတို့လင်လေသိချေနှင့်သဘာတသိနုကာလပါလုံးကဆေဘာသောပါရမီတော်ပေါင်းတို့ဥစ္စာပြည်ရာသာမယနှင့်အင်္ဂါကြီးငယ်အတက်ကိုပင်ပေးဆွ၍ပြေသူအောင်ကောင်းသာမတွေဖြစ်ကျင်တော်မူခဲ့ခြင်းကြောင့်ရအတ္တ32ပါးသောယောက်ျားမြတ်လက္ခဏာတော်နှင့်ပြည့်စုံတော်မူပြီး၍တရားမကုတရားမူဉာဏ်မြတ်ဖြင့်သစ္စာ4ပါးမြတ်တရားနှင့်အလုံးစုံသောတရားတော်ပေါင်းတို့ကိုကောင်းသာမတွေသိမြင်တော်မူသည်ဖြင့်သောက3ပါးနဲ့အမြတ်ဆုံးသောဆရာတဆုပညာရှိတဆုဖြစ်တော်မူပါသည်ဖြင့်လောကဝိတုဟူသောဂုဏ်တော်ကြီးဖြင့်အံရှိ၍မကုန်ဘဝဘုံမဆအောင်မင်းပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံဓမ္မသံဗုဒ္ဓောဗိဓာသရဏသဗ္ဗနောသုကတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံဓမ္မသံဗုဒ္ဓောဗိဓာသရဏသဗ္ဗနောသုကတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါဟန္တိဘုံတော်ကြီးမသောရှင်တော်မြတ်ဖရာဟန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်သူတကားတို့ဤညွယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖရာတ
ရှင်နာမြတ်ဖရာကြီးသည်ဣတိပိဤသို့လေသိင်ချေနှင့်ကဗ္ဗတသိန်းတို့ကာလပတ်လုံးကဆေဘာသောပါရမီတော်ပေါင်းတို့ဥစ္စာပြည်ရွာဓမ္မယနှင့်အင်္ဂါကြီးငယ်အသက်ကိုပင်ပေးစွန့်၍ပြည့်စုံအောင်ကောင်းစွာမသွေဖြစ်ရတော်မူခဲ့ခြင်းကြောင့်ရတော်32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူ၍သစ္စာ4ပါးမြတ်တရားတို့ဆရာမကုတရားမူဉာဏ်မြတ်ဖြင့်ကိုယ်တော်၌သိမြင်တော်မူပြီး၍အဝိဇ္ဇာအမှောင်မရှိတော့သင်ကြီးပြီးကိုယ်တိုင်ကအဝိဇ္ဇာတမရှိသင်ကြီးသိမှလည်းလူညံ့နေကိုယ်တိုင်သာလေသင်ကြီးတော်မူတဲ့ဖြင့်ကောင်းစွာမသွေဖြောင့်မတ်စွာဖြင့်နိဗ္ဗာန်ဆိုင်၏ပေးကပြည့်တော်မူခဲ့ပါတဲ့ဖြင့်ဓမ္မနတ်လူမင်းကြီးကိုတော့ဓမ္မနတ်လူသုံးမုံသူတို့အားမိုင်မဲတဲ့တတ္တဝါကအမောင်ဖုံးတာတဲ့အမောင်ဖုံးတာနော်မောင်ဖုံးတဲ့မိုင်မဲတော့ဓမ္မနတ်လူတတ္တဝါတို့အားအလင်းတက်ကိုပေးသနာတော်မူ၍ယင်ကြီးအောင်လိမ္မောင်းဆုံးမတော်မူရာဝဲအတုမရှိအမြတ်ဆုံးဖြစ်တော်မူတဲ့ဖြင့်တထာအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံရှိ၍မကုန်ဘဝဘုံမဆတ်အောင်မင်းရနိုင်ကြောကြထင်ရှားတော်မူပါ၏တည်းဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနာတံဗနောသူကတောလောကဝိယအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံဗနောသူကတောလောကဝိယအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါဟန္တိဘုံတော်ကြီးမှသောရှင်တော်မြတ်ဖေယဖန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်လူတကားတို့ဤရွယုဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤသို့လေတင်ချေနှင့်ကဗ္ဗတသိန်းတို့ကာလပတ်လုံးကဆေဘာသောပါရမီတော်အပေါင်းတို့ဥစ္စာကြီးရွာဓမ္မယနှင့်အင်္ဂါကြီးငယ်အတက်ကိုပေးစွန့်၍ပြည့်စုံအောင်ကောင်းစွာမသွေဖြစ်ခြင်းတော်မူခဲ့ခြင်းကြောင့်ရတော်32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူ၍ဒီဗျာမဏမြတ်တသမကြံသစ္စာ4ပါးမြတ်တရားနှင့်တပါးလုံးစုံသောတရားသာပေါင်းတို့ကိုသိမြင်တော်မူပြီး၍အတိနှင့်ဉာဏ်ထပ်တော်မူသောကြောင့်အလုံးနဲ့အပြောညီတယ်ဆိုရင်အာလုံးကလေးစားကြတာနော်ဝိဇ္ဇာသနတမ္မနာဂုံတော်နဲ့တတ္တာဒီဝနဲ့တွဲရပါတယ်အလုံးစုံသောတတ္တပေါင်းတို့၏အာထာမိကိုရာဆရာတခုဖြစ်တော်မူသည်ဖြင့်ကိုယ်တိုင်လည်းကျင့်အကျင့်နဲ့အတိထက်အပြောနဲ့လို့ညီမှသာကိုယ်ဝယ်ကြတာဆရာတခုတတ္တပေါင်းတို့၏အာထာမိကိုရာဆရာတခုဖြစ်တော်မူသည်ဖြင့်တထာဒေဝမနုဿနံတထာဒေဝမနုဿနာဟူသောဂုဏ်တော်ကြီးဖြင့်အံရှိ၍မကုန်ဘ
ဝေဘုံမဆအောင်မင်းကြံနိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိပိသောဘဂဝါအရဟံဓမ္မတံဗုဒ္ဓောဗိဓာသနာတံပန္နောသူကတောလောကဝိတုလောတရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဘုဒ္ဓောဣတိပိသောဘဂဝါသမ္မာတံဗုဒ္ဓောဝိဇာသနာသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မကာရတိတထာဒေဝမနုဿနံဘုဒ္ဓောဟန္တိဘုံနာကြီးမားသောရှင်တော်မြတ်ဖေယဟန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်လူတကားတို့ဤညွတ်ယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤတို့လင်လေးတင်ချေနှင့်ကဘာတတိနုကာလပါလုံငါဆေဝါသောပါရမီတော်အပေါင်းတို့ကိုဥစ္စာပြီးပါဓမ္မယနှင့်အင်္ဂါကြီးငယ်တက်ကိုဝေပေးဆုံ၍ပြည့်စုံအောင်ကောင်းသာမတွေဖြစ်ခြင်းတော်မူခဲ့ခြင်းကြောင့်ရအပ်သော32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူ၍တရားမကုတရားမူဉာဏ်မြတ်ဖြင့်သစ္စာလေးပါးမြတ်တရားတို့ကိုယ်တော်တိုင်သာသိမြင်တော်မူပြီး၍တပါးသူတို့အားလည်းပဲသိမြင်အောင်ဟောတဲ့အခါမလွယ်ဘူးတဲ့သိမြင်ဟောအားဆိုပါမလားတပါးသူတို့နာဇမတ္တဝါအပေါင်းတို့အားလည်းသိမြင်အောင်ဟောကြားတော်မူနိုင်ပါတဲ့ဖြင့်ဗုဒ္ဓဟူသောဂုဏတော်ကြီးဖြင့်အံကြည်ရမကိုဘွယ်ဘုံမဆအောင်မင်းပြန်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဣတိမိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဗိဓာသရဏတံပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မကာရတိတထာဒေဝမနုဿနံဘုဒ္ဓောဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဓာသရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မကာရတိတထာဒေဝမနုဿနံဘုဒ္ဓောဣတိပိသောဘဂဝါသမ္မာသမ္ဗုဒ္ဓောဝိဓာသရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသ
ဓမ္မဘုဒ္ဓဗန္တိဘုံနာကြီးမှာတော့ရှင်တော်မြတ်ဖေယဗန္တိဘုံနာတရဖူဆောင်းတော်မူ၍ပေါင်းသူကတို့ဤပြုယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယရှင်တော်မြတ်ဖေယဤသည်ဣတိပိတို့လေတင်ချေနှင့်ကဘာတတိနုကာလပတ်လုံးငါဆေဘာသောပါရမီတော်အပေါင်းတို့ကိုဥစ္စာပြီးရာအမေယနှင့်အင်္ဂါကြီးငယ်အသက်ကိုပင်ပေးစွန်၍ပြည့်စုံအောင်ကောင်းစွာမဲ့တွေဖြစ်ကျင်တော်မူခဲ့ခြင်းကြောင့်ရအပ်သော32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူ၍ဆရာမကုတရားမူဉာဏ်မြတ်ဖြင့်ဤရာမှန်နှမြတ်တရားမြတ်စွာအကုန်စေသိမြင်တော်မူပြီး၍1500ကိလေသာပေါင်းတို့ကိုဝါရဏအငွေ့တဲ့နှင့်တကွအနုတရားတတ္တိကြံမရှိအောင်ရှိရှိကြည်ညက်ချိုးပြတော်မူပြီး၍ဖတ်ခဲ့ပါနော်အရဟံနဲ့ဘဂဝါတွေ့ထားတာတဲ့မကောင်းမှုတရားတို့ကိုစိတ်ွယ်ရာ၌ပင်ပြုတော်မမူပြောတော်မမူစိတ်တော်ကပင်ကြံစီတော်မမူတဲ့ဖြင့်ဗြဟ္မာဏလူသုံးပုံတို့၏ပူဇော်သူကိုခံယူတော်မူရ၍ဘုံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့သည်တကုတော်အနန္တတို့ကပြည့်စုံတာတဲ့ဘုရားမှာဘုံတော်တကုတော်ကအရမှတ်ကြပါကိလေသာစင်ကြယ်တော့အယောင်ဝတကုကြီးမလာဘူးလားဟုတ်တယ်ဗြဟ္မာဏအယုန်နဲ့တာလွန်ပါလေကိလေသာပေါင်းတို့မှာကိဝေတန်ရွတော်မူတဲ့ဖြင့်မကောင်းမှုတရားတို့စိတ်ွယ်ရာ၌ပင်ပြုတော်မမူပြောတော်မမူစိတ်တော်ကပင်ကြံစီတော်မမူတဲ့ဖြင့်ဗြဟ္မာဏလူသုံးပုံတို့၏ပူဇော်သူကိုခံယူတော်မူရ၍ဘုံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါဟုသောဂုဏ်တော်ဤဖြင့်အံချီ၍မကုန်ဘဝဘုံမဆန်းအောင်ပင်ပြန်လိုက်ကြောကြထေရှားတော်မူပါ၏တည်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိနာသနာသမ္ပန္နောသုဘတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိအထာဒေဝမနုဿာနဘုဒ္ဓောဣတိပိသောဘဂဝါသမ္မာသမ္ဗုဒ္ဓောဝိနာသနာသမ္ပန္နောသုဘတောလောကဝိယုနုတ္တရောပုရိသဓမ္မသာရတိအထာဒေဝမနုဿာနဘုဒ္ဓောဣတိပိသောဘဂဝါနရဟံသမ္မာသမ္ဗုဒ္ဓောဝိနာသနာသမ္ပန္နောသုခတောလောကဝိယုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနဘုဒ္ဓောအန္တိဘုံတော်ကြီးမှသောရှင်တော်မြတ်ဖေယဗန္တိဘုံတော်တရဖူဆောင်းတော်မူ၍အောင်သူကတို့ဤ
ညွယုံဥခိုက်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖေယတော်ရှင်တော်မြတ်ဖေယကြီးသည်ဣတိပိဤသို့လေအရဟံအစဘဂဝါဆုံးကိုးပါးသောဘုံတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူ၍ဘုံတော်အနန္တဉာဏ်တော်အနန္တမေတ္တာတော်အနန္တတကုတော်အနန္တတို့သည်ဟောဒီပင်ပလင်မွေ၌ဘုရားအဖြစ်သို့ရောက်သည်မှယနေ့တိုင်အောင်မဆန်းဘဝပြတ်တလေးရှိပါပေ၏မဆန်းဘဝပြတ်နှံ့တလေးရှိတော်မူသောဘုံတော်ဉာဏ်တော်ဘုံတော်တကူတော်မေတ္တာတော်ပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေအမကံဘုရားကြီးတော်တို့တွေသည်အာရရိနာအာရတာကျုံမတွေ့ရိုသေလာစွာဟောနေဝနာမဤလူချက်မြေစိတ်စိတ်တွေလေးမြတ်ကြီးယောတရားဟောဖြင့်လက်ဆုံးချီမူပြပေါ်လူပါရှိခိုးကြောကြပါ၏မြတ်စွာဘုရားငါမယ်အောင်မည်ဘ
ဝေစကားနဲ့အညီ3 မိနစ်ခန့်ဓမ္မတရားနဲ့ပူဇော်ရအောင်ကိုယ်နေတည်အကုန်တန်းလက်ထားရမယ်ဌာန6လုံးမှာတဲ့ဘုဒ္ဓမှာကျင်လည်ခဲ့ရတာပြင်ပလာပါပြီဘုရားရှင်ကိုရမြတ်ကြီးကတန်ခါဝက္ကနေကဲတင်တော်မူလို့တဲ့ဝက္ကတတတရားဒီဝင်ရတဲ့ဖြစ်ထိုတရားနဲ့ပူဇော်ရမယ်လက်ရှိအချိန်နဲ့ခေါင်းတော်ခြင်းမရှိလက်ရှိဝိပါကဝတ်ကိုမမိကြပါနဲ့ဒီထုံးစဲအချိန်ကာလလက်ရှိအချိန်ပါပဲဒီအချိန်မှာဘုမာကကာမဒါရကြီးမာကဖွဲမိလို့မနောရမတန်လျက်လို့ခန္ဓာ၅ပါးမိလောင်တာပါပဲပြုတဲ့ကအရှိန်မကုန်မချင်းအတိလောင်ပါတယ်ဒုတိယတွေဘုရားပေးတဲ့ဉာဏ်လေးနဲ့အပြည့်မှန်ထုတ်တဲ့အခါမှာတော့ဓမ္မဒိဋ္ဌိမဂ္ဂင်ဆိုတဲ့ဉာဏ်နဲ့အပြည့်မှန်ထုတ်တော့နေဓမ္မမှာကျွန်တော်ခမည်းရဲ့နှစ်ဖူးပါခမည်းပိုင်းနဲ့မျက်ခုံးမျက်လုံးမှာခမည်းရဲ့နာရမှာခမည်းရဲ့နှာခမ်းမှာခမည်းပိုင်းနဲ့မိပါမျက်နှာပါလို့မပြောပါဘူးငါလို့လည်းမအော်ပါဘူးနေတော့ဟာမတ္တမိငါပါလို့အတန်မထွက်ပါဘူးတတ္တဝါမဟုတ်လို့ပါတဲ့တတ္တဝါမဟုတ်လို့ပါအေးနဲ့ဆုတ်ကိုင်းလို့မရရထားလို့မရအတိပါပဲအောင်မရှိပါဘူးအချိန်နဲ့ထမ်းမှအဆုံးသတ်နေတာပါတဲ့ပြီးဆုံးနေတာပါအစနဲ့မကြောက်ပြီးဆုံးနေတာပါဘုရားဓမ္မသင်္ခါရအပ္မာဒိနဲ့သမ္မာဒိဋ္ဌာလို့ရှင်သာမြတ်ဘုရား၏နောက်ဆုံးမှာစကားနဲ့အညီသုံးသွင်းကြပါလောကတိတ်ဆိတ်နေပါလေစိတ်တုံနေပါလေတရားပြတဲ့အင်္ဂါကြီးရဲ့အထက်တ attva မရှိ
ဘဝရဲ့အဆုံးဝိကေအဆုံးတန်ត្រာအဆုံးလို့သုံးမြတ်ချက်ချပါဤတတ္တိဒီဇာတိကုံနဲ့တတ္တိပဲလို့လေစေနာမှန်ကန်ပါစေပြစ္ဆကနာသမာဓိအဖြစ်အမှန်ဆုံးဖြတ်ချက်ချရတိတ်ဆိတ်နေပါလေစိတ်သုံးနေပါလေလောကကိုစိတ်သုံးအပြင်ရှိပါတော့စကားနေပါလေစကားပြောတတ်တော့အင်္ဂါကြီးငယ်တက်ရှိတတ်တော်မရှိပါခန္ဓာကမီးလောင်တာပဲဖြစ်ပါလေအတိတဲ့နဲ့အဆုံးတန်နေတာပါဒုက္ခရဲ့အဆုံးဘုဒ္ဓမှာထွက်တော်ကြောင့်မဆက်တော်ကြောင့်និရောဓလို့လည်းခေါ်ပါတယ်။ဤညာအလေးဟာတဏှာဘုကထွက်တော်ကြောင့်နေယာနိကဖြစ်တဲ့ဖြင့်တဲ့မဂ္ဂလို့လည်းခေါ်ပါတယ်။မဉ္ဇဉ်လို့လည်းခေါ်ပါတယ်တဲ့။ရင်းအေးပါတယ်စိတ်သုံးနေပါတယ်။နေရညရမို့အချိန်မီတည်တည်စိတ်ကိုချထားပါဣနိယဣဌာနလည်းဤကဘာအတွင်းမှာပုံသဏ္ဍာန်မျိုးစုံဘဝမျိုးစုံနဲ့တည်ခဲ့ဘူးတဲ့ကိုတည်ငြိမ်နေရဟောင်းလို့လည်းနှလုံးသွင်းကြပါယူစေထုတ်စေညီစေကာလမှာပဲဘဝကြီးဖွားစီတည်နေပါလေဘဝအဆုံးဝိကေအဆုံးတဏ္ဍာအဆုံးပါပဲဝိပဿနာနားနေခံစားကြည့်ပါဦးတဝဉ္ဇဉ်ခံစားနေကြည့်ပါဦးအဲ့ဒီကြည့်တဲ့အခါမှာတော့ဒိဋ္ဌိနေပါလေအလုံးရဲ့အေးနေပါလေမာနဲ့ရော့ပါလေတတ္တဝါအားလုံးပိုင်ခြားမရှိအလုံးအေးကြပါစေအမှန်တရားကိုလို့သိလို့သာသနာ့ဘုရားလက်မြောက်ကြပါစေမေတ္တာထားကြပါရှိလို့ချင်းဖြစ်တဲ့ဒီတရားတွေကိုသိမြင်အောင်ကိုယ်တိုင်သိပြီးတော့ဆရာမရှိပဲသိပြီးတော့ဒီမြောက်ဟောပြောခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့လည်းကြီးမားလာပါလေလို့ပုံဖော်ပြီးတော့ကြီးညိုကြပါဤသို့အာထုနိုင်ရတဲ့ခန္ဓာအိမ်ကိုပိုက်တဲ့ရပြူတော်ဆောက်ရှောက်ခဲ့တဲ့မိဘနှစ်ပါးကျေးဇူးနဲ့ကြီးမားလာပါလေမျက်နှာပုံပေါ်ရဲ့မိဘမြောက်တန်ဖိုးသာချစ်တဲ့စိတ်ပွားကြပါလောကဒီလိုတော့သာသနာရှိလို့တော့မိဟောင်းဖာဟောင်းကြီးပါပဲတဏှာအားလုံးအေးချမ်းပါစေလို့မေတ္တာအေးတာလုပ်ကြပါအားလုံးပဲအမြတ်ဝေရအောင်ဤသို့ပြုရမြတ်ဘုံညာကြောင့်အမြတ်ဤဟိမေဤဟိတုချာသမတောခေကြောင့်ရပါလို့ဘုရားဝဟိ
ယတ္တာတတ္တေအမှုနာတိရော